Hello Gree ရဲ့ကစတမာများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ Gree ရဲ့အခွင့်အသုံးပြုကြတဲ့သူတွေအတွက်သိထားသင့်မယ်လို့ထင်တယ် Gree Remove Control ကခလုတ်လေးတွေရဲ့အလုပ်လုပ်ပုံကိုလောလောကူကူနဲ့နားလည်လည်အောင်ပြောပြပေးလိုက်ပါတယ် Airgun Remove တစ်ခုနဲ့တစ်ခုဟာရေဘူးရအပြင်အခြေခံလောက်ဆောင်ချက်တွေတူညီမှုရှိပြီးတော့အမျိုးအစားလိုက်ပါဝင်တဲ့ function တွေကကွဲပြားသွားမှာဖြစ်ပါတယ်Gree ရဲ့ Airgun model အသစ်တွေမှာဒီ remove ကပါလာပြီးတော့အရင်ကသုံးခဲ့တဲ့ remove တွေနဲ့ပို့ပြီးတော့ခင်မိလာပါတယ်။သူတော်တော်များများဟာဒီ remove ကလောက်ဆောင်ချက်တွေကိုဘယ်လိုအသုံးရမလဲဆိုတာကိုမသိကြတဲ့အတွက်ဒီနေ့မှာတော့အသုံးပြုနည်းတချို့ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Airgun ကိုဖွင့်ဖို့နဲ့ပိတ်ဖို့အတွက် power clock ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အပူချိန်ကိုညှိဖို့အတွက်အနှုတ်နဲ့အပေါင်း clock တွေပဲဖြစ်ပါတယ်။နောက်ပြီးတော့လေးပေးဆက်ရဲ့လောက်ဆောင်ချက်ပုံစံတွေကိုပြောင်းလဲပေးနိုင်တဲ့ mode clock လည်းပါဝင်ပါတယ်။ Mode ကလုံးမှာဆိုရင် Auto Mode, Fully Mode, Dry Mode, Fan Mode နဲ့ Heating Mode ဆိုပြီး mode 5 မျိုးရွေးချယ်လို့ရပါတယ်။ Auto Mode တရိကံပုံများလေးကတော့ Auto Mode ဖြစ်ပြီးပတ်ဝန်းကျင်အပူချိန်ပုံမူတည်၍ Airgun ကအလိုလျောက်လဲပတ်နေမှာဖြစ်တာကြောင့်အပူချိန်ကိုချိန်ကြီးလို့မရပဲ remote ရဲ့ display မျက်နှာပြင်မှာလည်းပြသမှာမဟုတ်ပါဘူး။ Fully Mode နှင်းပွင့်တဲ့ပုံကတော့ Fully Mode ဖြစ်ပြီးလူချင်းချင်းချိန်ထားတဲ့ ANO အတိုင်းတည်တံ့ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ Fully Mode ကိုအသုံးပြုခြင်းအပြင်လေးပေးဆက်ကအေးပေးစနစ်ဖြင့်လက်ပတ်နေမှာဖြစ်ပါတယ်။ Plus သို့မဟုတ် minus clock ကိုနှိပ်ပြီးအပူချိန်ကို16 degree ကနေ30 degree centigrade အထိစိတ်တိုင်းကြားချိန်ကြည့်နိုင်ပါတယ်။ Dry Mode မိုးရေစလေးနဲ့ပုံကတော့ Dry Mode ဖြစ်ပြီးမိုးရာသီတွင်အသုံးပြုဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။ Airgun ကဆိုတိုင်းစားကိုရှော့ချရန်အတွက် fan speed ခက်နေနေနဲ့လက်ပတ်နေမှာဖြစ်ပါတယ်။ Dry Mode မှာဆိုရင်တော့ fan speed ကိုချိန်ကြည့်လို့မရပါဘူး။ Fan Mode ပန်ကာလေးနဲ့ပုံစံကတော့ Fan Mode ဖြစ်ပြီး Airgun ကပန်ကာလိုသာလက်ပတ်ပေးမှာဖြစ်ပြီးတော့အေးပေးခြင်းသို့မဟုတ်အပူပေးခြင်းကိုလှုပ်ဆောင်မှာမဟုတ်ပါဘူး။ Heating Mode နေပုံစံလေးကတော့ Heating Mode ဖြစ်ပြီး Airgun ဟာဆိုရင်အပူပေးစနစ်နဲ့လက်ပတ်နေမှာဖြစ်ပြီးတော့ရာသီဥတုအရန်အေးတဲ့ဒေသတွေမှာလေပူတုပ်ဆက်အနေနဲ့အသုံးပြုနိုင်ပါတယ်။ Plus သို့မဟုတ် minus clock ကိုနှိပ်ပြီးတော့အပူချိန်ကို16 degree ကနေ30 degree centigrade အတွင်းချိန်ကြည့်နိုင်မှာဖြစ်ပါတယ်။မှတ်ချက်အနေနဲ့ heating mode ကိုစတင်အသုံးပြုချိန်မှာ Airgun ကလေမမုတ်မီ10မိနစ်မှ5မိနစ်အထိကြန့်ကြာနိုင်ပါတယ်။အချိန်အတိအကျကတော့အခန်းအပူချိန်ပေါ်မူတည်ပါတယ်။ Fully only model ရဲ့အနေနဲ့ကတော့ heating mode အချက်ပြမှုများကိုလက်ခံရရှိမှာမဟုတ်ပဲအကွယ်၍ remote မှာ heating mode ကိုနှိပ်လိုက်မယ်ဆိုရင်လည်း Airgun ကပွင့်လာမှာမဟုတ်ပါဘူး။ Fan button clock ကိုနှိပ်ပြီးတော့ fan speed ကို auto, low, medium, high ဆိုပြီးအဆင့်များအတိုင်းအဆင့်လိုက်ပြောင်းလဲနိုင်ပါတယ်။မှတ်ချက်အနေနဲ့ fan auto မှာတော့ Airgun ကပတ်ဝန်းကျင်အခြေအနေအရတင့်လျော်သော fan speed ကိုအလိုလျောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ Swing button swing clock ရဲ့လှုပ်ဆောင်ချက်ကတော့လေထွက်ပေါက်ရဲ့ဥဒိယာကိုချိန်ကြည့်နိုင်ပြီးအပေါ်အောက်လှုပ်ရှားနိုင်တဲ့လေတောင်ပံကိုဘယ်နေရာမှာရက်မလဲဆိုတာကိုချိန်ကြည့်နိုင်ပါတယ်။တကယ်လို့လူကြီးမင်းကလေထွက်ပေါက်ရဲ့ဥဒိယာကိုစိတ်ကြိုက်နေရာတစ်ခုမှာရက်ထားခြင်းနဲ့ဆိုရင် swing clock ကိုတစ်ချိန်ပဲနှိပ်လိုက်ပါ။ clock ကိုနောက်တစ်ချိန်နှိပ်လိုက်ရင်တော့လေဥဒိယာညင်ပြချက်ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်။နောက်တစ်ချိန်ထပ်နှိပ်လိုက်ရင်တော့ swing လှုပ်ဆောင်ချက်ပိတ်သွားပြီးလေတောင်ပံကရက်သွားမှာဒါမှမဟုတ်အလိုလျောက်ဆက်လက်ပတ်နေမှာဖြစ်ပါတယ်။ Turbo button နောက်တစ်ခုကတော့ Turbo mode ပါဒီ clock ကိုနှိပ်လိုက်ရင်မျက်နှာပြင်ပေါ်မှာနာရီပုံနဲ့ပန်ကာပုံပေါ်လာပါလိမ့်မယ်။ဒါကတော့သတ်မှတ်ထားတဲ့အပူချိန်ကိုမရောက်မချင်းပန်ကာကိုအမြင့်ဆုံးဆွဲရင်လည်းလှုပ်စေမှာဖြစ်ပါတယ်။ဒီလှုပ်ဆောင်ချက်ကအခန်းထဲရဆိုရင်အရန်ပူနေပြီးအမြန်အေးကျင်တယ်ဆိုရင်အသုံးဝင်ပါတယ်။ Turbo clock ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့မိနစ်အနည်းငယ်ကြာရင်လိုချင်တဲ့အပူချိန်ကိုရောက်တာနဲ့အလိုလျောက်ပိတ်သွားပါလိမ့်မယ်။နောက်ဆုံး clock နှစ်ခုဖြစ်တဲ့ menu နဲ့ set ကိုကြည့်ရအောင်။ဒီ clock နှစ်ခုကိုတွဲပြီးအသုံးပြုရပါတယ်။ mini clock နဲ့လှုပ်ဆောင်ချက်အမျိုးမျိုးကိုရွေးချယ်နိုင်ပြီးတော့ set clock နဲ့ဖွင့်နိုင်ပါတယ်။ mini clock ကိုတစ်ကြိမ်နှိပ်လိုက်ရင် Airgun မျက်နှာပြင်ပေါ်ကမီလုံးက5စက္ကန့်လောက်လင်းလာပြီးတော့ရက်သွားပါလိမ့်မယ်။ဒါကတော့ Airgun မှာအပူချိန်ချက်လက်ကိုပြသမယ်လို့ဆိုလိုတာပါ။တချို့လူတွေကအိတ်တဲ့အခါအလင်းရောင်ရှိတာကိုမကြိုက်ကြတဲ့အတွက် mini clock ကိုနှိပ်ပြီး set clock ကိုနှိပ်လိုက်ရုံနဲ့အပူချိန်နဲ့ LED မီလုံးတွေကပိတ်သွားပြီး Airgun မှာပြသတော့မှာမဟုတ်ပါဘူး။ mini clock ရဲ့နောက်ထပ်လှုပ်ဆောင်ချက်တစ်ခုကတော့ sleep mode ပါ။ mini clock ကိုနှစ်ကြိမ်ဆက်တိုက်နှိပ်လိုက်ရင် sleep mode ပေါ်လာပါလိမ့်မယ်။ sleep mode အလုပ်လုပ်ပုံကတော့သင်ကအိတ်ဖူးလေးပြီးဆက်ကိုဖွင့်ထားတယ်ဆိုပါစို့။ဖွင့်ထားတဲ့အချိန်မှစပြီးတနာရီကြာသွားတိုင်းမှာအပူချိန်ကို1 degree အလိုလျောက်တိုးပေးသွားမှာပဲဖြစ်ပါတယ်။ဒီလှုပ်ဆောင်ချက်ကညသကောင်ရံမှာအရန်အေးသွားတဲ့အတွက်နိုးလာခြင်းမှာကာကွယ်ပေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ mode တစ်ခုချင်းစီမှာ fan clock ကိုနှိပ်ပြီး fan speed ကိုစိတ်ကြိုက်ချိန်ကြည့်နိုင်မှာဖြစ်ပြီးတော့ swing clock ကိုနှိပ်ပြီးတော့လေထွက်ပေါက်ဥဒိယာကိုလည်းစိတ်တိုင်းကြားထားနိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ dry mode မှာဆိုရင်တော့ fan speed ကိုချိန်ကြည့်လို့ရနိုင်မှာမဟုတ်ပါဘူး။
အခုဆိုရင် Green Airgun Remove ရဲ့လှုပ်ဆောင်ချက်တွေကိုရှင်းပြပေးခဲ့ရပဲဖြစ်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာများရှိခဲ့ရင်လည်း comment မှာမှတ်ခဲ့ပြီးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်